ကစုံလာပြည်နေရဲ့တာယာတဲ့နနခင်မှာဖြစ်ပါလေဖျားအလောင်းတော်ဟာသူ့ဇာတာလှူဒန်းတဲ့နှုတ်ကနာစွမ်းကိုဖုံးပေပြီးနောက်နေရင်ဇရာမြစ်မှာတပိတ်မျောကအဋိဋ္ဌံပြုခဲ့ပါတယ်ထို့နောက်မဟာဗောဓိပင်ရှိရာသို့ကြွားရောက်ပြီးပါလာတဲ့မြတ်ရှစ်စုကိုကျဲချန့်လိုက်တဲ့အခါရှေးဖျားရှင်တို့ရဲ့အောင်မြေဖြစ်တဲ့ယရနာပလင်တော်ပေါ်ပေါက်လာခဲ့ပါတယ် ဖျားအလောင်းတော်ဟာပလင်တော်ပေါ်နာအရှိဘက်ကိုမျက်နှာမူပြီးထုတ်ဝဲဖွဲ့ခွေထိုင်တော်မူပါတယ်။ငါရဲ့အရေးအကျော်အယိုးနဲ့အသားသွေးတွေခန်းချောက်ချင်းခန်းချောက်ပါစေ။ဖျားမခေသမျှဒီနေရာကမထတော်ဟုဆိုတဲ့အင်္ဂါ၄ပါးရှိတဲ့ဝိရိယနဲ့အသက်ကိုစွန့်ပြီးအဓိခံပြုတော်မူပါတယ်။ဒီအချိန်မှာတော့နတ်ပြန်မှာအပေါင်းတို့ကကောင်းကင်ယံကနေဝိုင်းဝန်းပူဇော်နေကြပါတယ်။ ဒါပေမဲ့ဝတ္တဝရီနတ်တီကမာနတ်မင်းဟာဖျားလောင်းတဲ့လွတ်မြောက်မှုကိုမလိုလားတဲ့အတွက်ယူဇနာ150ရှိရဲ့ဂီရီမေခလာစင်ကြီးကိုစီးနှိမ်ပြီးစစ်တီတော်အပေါင်းနဲ့ရောက်ရှိလာပါတယ်။မာနတ်ရဲ့စစ်တပ်ကြီးဟာအယက်မျက်နှာအနှံ့ယူဇနာပေါင်းများစွာပြည့်နှက်နေပြီးကြောက်မက်ဖွယ်ကောင်းလွန်တဲ့ကြောင့်ပူဇော်နေတဲ့နတ်မြမာတွေတောင်မတောင့်ခံနိုင်မဲ့ထွက်ပြေးခဲ့ကြရပါတယ်။မဟာဗောဓိပင်ကြီးရင်းမှာဘုရားအလောင်းတော်တစ်ပါးတည်းသာကျန်ရှိပါတယ်။မာနတ်ကယဟန်ဂေါတမကိုတိုက်ခိုက်ကြလို့အမိန့်ပေးပြီးလက်ယုံတစ်ထောင်နဲ့လက်နက်မျိုးစုံမိုးသီးမိုးပေါက်တွေနဲ့မီးတောင်တွေနဲ့တိုက်ခိုက်ပါလို့ဒါပေမဲ့ဘုရားအလောင်းတော်ဟာတုံ့လုံခြင်းမရှိပဲမိမိဖြည့်ကျင့်ခဲ့တဲ့ပါရမီကုသိုလ်တော်တွေကိုအာရုံပြုပြီးမေတ္တာတော်နဲ့တုံ့ပြန်ခဲ့ပါတယ်မာနတ်တို့ပြစ်ခတ်သမျှလက်နက်တွေဟာဘုရားလောင်းနာအရောက်မှာတော့ပန်းမန်တွေအဖြစ်ပြောင်းလဲကပူဇော်မှုဖြစ်သွားခဲ့ရပါလေနောက်ဆုံးမှာမာနတ်နင်းတဲ့စစ်တီတော်တွေဟာအရှုံးကိုဝန်ခံပြီးထွက်ပြေးသွားကြပါလေတော့တယ်။ဒါဟာဖျားရှင်ရဲ့ဖုံးတကိုးတော်ကြောင့်ရရှိခဲ့တဲ့ပထမဆုံးသောမာအောင်မြင်ခြင်းအောင်ပွဲပဲဖြစ်ပါတယ်။